နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကျွန်တော်တို့ဒီရွှေခေါင်းလောင်းဆရာတော်တို့ခေါ်တဲ့ဒီဆိုင်းပေါ့ဗျာရွှေခေါင်းလောင်းဆရာတော်ခေါ်ဆိုင်းအဲ့ဒီပုံကိုခင်ဗျားတို့မြင်ပါလိမ့်မယ်ခေါင်းကလောင်းလုပ်နေလူရကလောင်းဆိုသူကဒီဘာသာရေးဟောပြောမှုမှာသူအစွန်းရောက်တယ်ဘာသာရေးဟောပြောမှုအစွန်းရောက်တယ်ဒီဗုဒ္ဓဘာသာကိုသူချိုးနေပြီးတော့ပြောဆိုတာတွေကျွန်တော်မကြာခဏတွေ့ရတယ်နောက်တစ်ခုကသူကဒီရှမ်းမြောက်ဒေသမှာဂေယာတွေဖွင့်ပြီးတော့ဒါကလေးငယ်တွေကိုသူတို့ကလေးငယ်တွေကိုကျွန်တော်တို့အရွယ်ရောက်တဲ့ကလေးငယ်တွေကိုယောက်ျားသားဆိုရင်ကျွန်တော်တို့ဒီလက်နက်ကိုင်အဖွဲ့တွေကိုပို့တာတွေမင်းကလေးငယ်တွေကိုသူကိုယ်တိုင်လိန်ညုံပြူတာတွေလိန်အကြမ်းဖက်မှုပြုလုပ်တာတွေနဲ့နာမည်ကြီးနေတဲ့သူဆိုင်သူ့ကိုပြီးခဲ့တဲ့ဒီ2014ခုနှစ်စက်တင်ဘာလ10ရက်နေ့ညပိုင်းမှာရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့မှာသူ့ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာဒါသူ့ကိုကျွန်တော်တို့ဒီကျူးလွန်တဲ့ပြစ်မှုတွေအရာဒါစစ်ဆေးတဲ့နောက်ပိုင်းမှာကျွန်တော်တရားရုံးကကျွန်တော်တို့ဒီအမိန့်ချလိုက်တဲ့အခါမှာထောင်ဒဏ်16နှစ်နဲ့3လဒါကြခံလိုက်ရတယ်လို့သူ့ရဲ့အမျိုးသမီးဖြစ်တဲ့သူကတော့ကျွန်တော်တို့ဒါတရားဝင်သူလိုက်လွှင့်ပြီးတော့ပြောခဲ့တဲ့အဖိုင်ကျွန်တော်တွေ့လိုက်ရတယ်လက်ရှိမှာသူ့ကိုဒါကျွန်တော်တို့ဒီကျိုင်းတုံကိုပို့ဆောင်လိုက်တယ်လို့သူ့ရဲ့အမျိုးသမီးရဲ့ရုပ်သံဖိုင်ထဲမှာကျွန်တော်နားထောင်လိုက်ရတယ်အဲ့တော့ဆိုင်းရဲ့ဇာတိကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နယ်ကန်နာလုံးရွာလို့သိရတယ်သူကကျွန်တော်တို့ဒီဂေယာတွေဖွင့်တဲ့နေရာကတိန်းနီနဲ့ကုတ်ခိုင်မှာသူကဒီဘာသာရေးအမိခံဒီကန့်နေဖွင့်တယ်ပေါ့ဗျာတင်တန်းတွေဖွင့်တယ်အဆောင်တွေဖွင့်တယ်ပေါ့ဗျာအဆောင်တွေဖွင့်ပြီးတော့သူကဒီအမျိုးသမီးငယ်တွေဆိုလဲသူလိန်ညုံပြုတ်တယ်ပြီးရင်ကျွန်တော်အမျိုးသားတွေဆိုလဲအမျိုးကလေးငယ်တွေပေါ့ဗျာအမျိုးသားကလေးငယ်တွေဆိုရင်လည်းပဲဒီ TNL တို့ဒီ MMD တို့အဲ့အဖွဲ့တွေကိုသူကပြန်ရောင်းစားတယ်ပေါ့လူသစ်စုပေးတယ်ပေါ့သူအဲ့လိုနာမည်ကြီးတယ်ပြီးရင်ကျွန်တော်တို့ဒီဆိုင်းနဲ့ဒီအမျိုးသမီးငယ်တွေရဲ့ဒီ interview တွေကြည့်လိုက်ပါဒီကျွန်တော်တို့တယောက်အမေးဖြေတွေကြည့်လိုက်ပါအဲ့မှာဆိုဒီကျွန်တော်တို့ဒီလိန်နဲ့ပတ်သက်တဲ့ကိစ္စတွေအောက်ပိုင်းကိစ္စတွေနဲ့ပဲသူပတ်လေရိုက်နေတာဒါတွေနဲ့ပဲသူကနာမည်ကြီးတယ်သူ့ကိုဒီတရုတ်ဆိုရကလည်းပြီးခဲ့တဲ့2013ခုနှစ်လောက်မှာသူ့ကိုတရုတ်ဆိုရကလည်းဒီဘာသာရေးအကြမ်းဖက်ဟောပြောမှုနဲ့ပတ်သက်ပြီးတော့သူ့ကိုကျွန်တော်တို့ဒီတရုတ်နိုင်ငံကနေပြီးတော့ပြည်နေတာပေးလိုက်တယ်ပေါ့အဲ့တော့ပြည်နေတာပေးလိုက်တဲ့ခါမှာမြန်မာနိုင်ငံကိုရောက်လာတယ်ပြီးရင်ကျွန်တော်ထိုင်းအောင်သူသွားတယ်ထိုင်းအောင်သွားတဲ့ခါမှာဒီလိုမျိုးဘာသာရေးအကြမ်းဖက်မှုတွေဟောပြောတဲ့အတွက်ထိုင်းဆိုရကလည်းသူ့ပြည်နေတာပေးတယ်ပေးလိုက်တဲ့ခါမြန်မာနိုင်ငံကိုရောက်လာတယ်မြန်မာနိုင်ငံကိုရောက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းသိန်းနီနဲ့ကုတ်ကိုင်မှာသူကဒီဘာသာရေးကန့်နေဘာသာရေးဂေယာတွေလုပ်တယ်အမျိုးသမီးငယ်တွေဆိုလိန်ညုံပြုတ်တယ်နောက်ဆုံးခင်ဗျာဒီအမျိုးသမီးငယ်တွေနဲ့ဒါကျွန်တော်တို့ MMD တို့ထံပို့တယ် TNL တို့ထံပို့ပြီးတော့အမှဒီဖာခန်းတွေသူပို့တယ်ပေါ့ဗျာပတ်စံယူပြီးတော့သူလူရောင်းတာတွေလုပ်တယ်အဲ့ဒီလောက်တောင်ကျွန်တော်ကသူကနာမည်ကြီးပါတယ်သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကလည်းသူ့ကိုကျွန်တော်တို့ဒါကချင်ပြည်နယ်ကိုမလာဖို့တရားဝင်ကျွန်တော်စာလေးထုတ်တယ်ပြီးွားရင်ဒီဆိုင်းရဲ့ပြောဆိုမှုတွေကခရစ်ယာန်ဘာသာရေးအသင်းဖွဲ့တွေနဲ့လုံးဝသက်ဆိုင်မှုမရှိကြောင်းခရစ်ယာန်ဘာသာရေးအသင်းဖွဲ့တွေကလည်းကျွန်တော်တို့ထုတ်ပြန်မှုတွေထုတ်တယ်ဒါတော့ကျွန်တော်တို့ဆိုင်းရဲ့အခြေအနေလက်ရှိကျွန်တော်တို့ဆိုင်းရဲ့ကိုတော့ထောင်ဒဏ်ကျွန်တော်တို့16နှစ်နဲ့ကျွန်တော်တို့16နှစ်နဲ့3လအမိန့်ချမှတ်လိုက်တယ်သူအမှုရင်ဆိုင်ရတဲ့ကာလကတော့ကျွန်တော်တို့8လနဲ့73ရက်ကြာတယ်လို့သိရတယ်သူ့ကိုကျွန်တော်အမိန့်ချတဲ့ရက်က2025ခုနှစ်မေလ15ရက်နေ့မှာအမိန့်ချလိုက်တယ်ပြည်ပမီဒီယာကိုအနေနဲ့ရက်ကနေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ